မြန်မာတို့ရဲ့1389ခုနှစ်ကိုဆိုတော့နှစ်ကောင်းကုန်ပြောင်း၍1388ခုနှစ်ကိုဆိုတော့မြန်မာနှစ်တကာလချင်းခါသမယတို့စတင်ရောက်ရှိတဲ့မင်္ဂလာရှိသောနေတူးနေ့မြဖြစ်ပါတယ်ယခုကဲ့သို့မင်္ဂလာပေါင်းနှင့်ခါညောင်းပြည့်စုံသောနှစ်သက်မင်္ဂလာအချိန်ခါမှစ၍မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတို့သည်မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားဟုသောတပြည့်ညုတညာနာတခင်မြတ်စွာဘုရားရှင်တို့၏ဩဝါဒဓမ္မဒေသနာတော်နှင့်အညီမကောင်းသောအကျိုးကိုပေးတတ်သောအကုသိုလ်ဒုစရိုက်တရားများကိုရှောင်တင်ကြလျက်ကောင်းသောအကျိုးကိုပေးတတ်သောဒါနသီလဘာဝနာဟုဆိုသောကုသိုလ်တရားများကိုကျိုးစားမယုတ်အားထုတ်ကြ၍မိမိတို့၏စိတ်အစဉ်ကိုတတိပညာတို့ဖြင့်ဖြူစင်အောင်ထိမ့်သိမ်းဆောက်ရှောက်ကြပြီးဘေဥပအန္တရာယ်ရန်ဆွေအပေါင်းမကောင်းဟုသည်မြပြစ်ဒေါသတို့မှကင်းစင်ပါကြလျက်ယခုမျက်မှောက်ဘဝ၌မိမိတို့အလိုရှိအပ်တောင်းတအပ်သောကောင်းကျိုးချမ်းသာအဖျားပြာတို့နှင့်ပြည့်စုံကြစေရန်လူပြည်ဘဝလူလောက၌ထကြွရေးရာလိမ္မာစွာနှင့်ဖွေးရှားရညာဥစ္စာများကိုပြက်ပြားမပြောက်ရွေးမထောက်အောင်စောင့်ရှောက်နိုင်ထသီလတတ္တာပညာရှိပေါင်းမိတ်ကောင်းအမြဲမိဝဲပေါင်းဖို့မမောမကြွားပါလွှားမဝါပြကသက်မွေးကျင်ရေးစတုဤလေးခုတို့ယခုဒိဋ္ဌပစ္စခ၌ဟိတချမ်းသာပွားကြောင်းလာ၏ဟုသောမာဂဒေဝလင်္ကာတိ၌မိတ်ဆိုထားသည်နှင့်အညီဤလူဘဝလူလောက၌ထာကြွလုံးလဝိရိယရှိပြီးကျွမ်းကျင်လိမ္မာစွာဖြင့်ရှားဖွေရရှိထားသောမိမိတို့၏ဥစ္စာပစ္စည်းများကိုရေမီးစသောယန္တိမျိုး၅ပါးတို့မလူရက်မပျက်စီးနိုင်အောင်စောင့်ရှောက်ကာကွယ်ထားခြင်းတရားတိလစသောသူတော်ကောင်းတရားတို့နှင့်ပြည့်စုံ၍လောကကြီးဓမ္မကြီး၌တိုးတက်ကြီးပွားအောင်တိုးတက်ကြီးပွားကြောင်းနိလန်းကောင်းကိုကျွမ်းပြတတ်သောပညာရှိမိကောင်းဆွေကောင်းတို့ကိုမိဝဲစည်းကပ်ပေါင်းဖော်ခြင်းအမျိုးပညာဥစ္စာစသောကိုများဖြင့်မိမိကိုယ်ကိုမြောက်၍သူတော်ဘာတို့ကိုမထေမဲ့မြေမပြုဘဲမောကြွားပလွား၍မနေခြင်းဥစ္စာရွှေငွေအဝင်များ၍အထွက်နည်းအောင်ညီညွတ်မျှတသောအသက်မွေးမှုမျိုးဖြင့်အသက်မွေးခြင်းဟူသောတရား၄ပါးတို့ကိုပြည့်စုံအောင်ဆောင်ရွက်နိုင်ကြပြီးယခုပစ္စုပန်ဘဝနှစ်သိမင်္ဂလာကောင်းမြတ်သောအချိန်ခါမှစ၍စည်းစိမ်ချမ်းသာအဖျားပြာတို့ကြီးပွားတိုးတက်နိုင်ကြပါစေကြောင်းမွန်မြတ်သောအာတိတမနတိကာရစိတ်ထားကောင်းဖြင့်ဆုတောင်းပတ္ထနာပြုပါတည်း